နောက်လာတယ်မှာဆိုရင်တော့လူကြိုက်များတဲ့ event တွေပြန်လည်ပြီးတော့ရရှိလာဖို့ရှိပါတယ်အဲ့တော့ဘယ် event တွေလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ video လေးကိုစောင့်ကြည့်ဖို့တော့ကိုပြောချင်ပါတယ် join channel လေးကိုလည်း subscribe လုပ်ထားလို့ဆိုရင် subscribe လုပ်ထားခဲ့ရဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ video လေးကိုစလိုက်ကြအောင်ပထမဆုံး event တစ်ခုအနေနဲ့ကတော့လာစာတိုင်းမှာရောက်ရှိလာနေကြဖြစ်တဲ့ Starlight event လေးပဲဖြစ်ပါတယ်နောက်လာရဲ့ Starlight skin ကတော့ကျွန်တော်တို့ Bakery ရဲ့ Starlight skin ဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ဒီ skin ကိုလိုချင်နေဆိုရင်တော့9လပိုင်း1ရက်နေ့ညနေ2နာရီခွဲပြီဆိုတာနဲ့ original server ကိုရောက်ရှိလာမှာဖြစ်တဲ့အတွက် diamond 300ကိုကြိုပြီးတော့စုရကြဖို့တော့ကိုပြောချင်ပါတယ်ဒါမှမဟုတ် bro က diamond 300မရှိဘူးဆိုရင်လည်း Starlight ပေါက်လေးတွေဖောက်ပြီးတော့လေ Starlight ကလေးရနိုင်ပါသေးတယ်အဲ့တော့ diamond တွေကိုကြိုပြီးတော့စုရဖို့တော့ကိုပြောချင်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ် event လေးတစ်ခုကိုဆက်ပြီးတော့ပြောလိုက်ကြအောင်လာစာတိုင်းမှာရောက်လာနေကြနောက်ထပ် event တစ်ခုအနေနဲ့ကတော့ Collector event လေးပဲဖြစ်ပါတယ်နောက်လာရဲ့ Collector event မှာပါဝင်လာမဲ့ skin တွေကတော့အသစ် skin အနေနဲ့ဒီ hacker ရဲ့ Collector skin ပါဝင်လာမှာဖြစ်ပြီးတော့တခြား Collector skin တွေနဲ့ဆိုရင်လည်း Aurora, Esmeralda, Aeron နဲ့ Leslie ဆိုပြီးတော့ဒီ၄ကောင်ပါဝင်လာအောင်မှာပဲဖြစ်ပါတယ် Lucky Box skin အနေနဲ့ဆိုရင်လည်း Marde Franco နဲ့ Fanny ဆိုပြီးတော့ဒီ၃ကောင်ပါဝင်လာအောင်မှာဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ဒီ skin တွေရဲ့တကောင်ကောင်လိုချင်တယ်ဆိုရင်တော့bro အနေနဲ့ခုတွေရပြီးတော့ COA တွေဖြစ်စေ diamond တွေဖြစ်စေကြိုပြီးတော့စုလာကြဖို့တော့ကိုပြောချင်ပါတယ် COA စုနည်းကိုမသိဘူးဆိုရင်လည်းကျွန်တော်ရဲ့ channel လေးမှာတင်မိတာရှိပါတယ် Collector ဖောက်နည်းမသိရတဲ့သူတွေအတွက်လည်း Collector ဖောက်နည်းလေးလည်းတင်မိတာရှိပါတယ်ဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ကဲဒါဆိုရင်တော့နောက်ထပ် event တစ်ခုကိုဆက်ပြီးတော့ပြောလိုက်ကြအောင်နောက်ထပ် event တစ်ခုအနေနဲ့ကတော့အားလုံးစိတ်ဝင်စားနေကြတဲ့ Street Fighter event လေးပဲဖြစ်ပါတယ်ဒီ event လေးကဆိုရင်တော့9လပိုင်း3ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီးတော့ရောက်ရှိလာတဲ့အခါမှာလည်း skin အနေနဲ့က Conivia, Paguido, Chao နဲ့ Dynrock ဆိုပြီးတော့ဒီ၄ကောင်ပါဝင်လာမှာဖြစ်ပါတယ်ဒီ event ကတခြား event တွေနဲ့မတူတာတော့ဒီပါဝင်လာတဲ့ skin ၄ကောင်မှာပိတ်တဲ့ skin တွေလည်းပါဝင်လာမယ်လို့သိရပါတယ်ဒီ event ရဲ့ပုံစံလေးကတော့ exchange ပုံစံလေးပဲဖြစ်ပါတယ် coin တွေနဲ့ exchange ပြီးတော့ skin တွေကိုလဲရမှာပဲဖြစ်ပါတယ်အဲ့တော့ဘယ်လောက်နဲ့လဲရမလဲဆိုတော့ coin 1200နဲ့လဲရမှာဖြစ်ပြီးတော့ပိတ်တဲ့ skin ကိုမှယူမယ်ဆိုရင်တော့ coin total 1400နဲ့လဲရမှာပဲဖြစ်ပါတယ် coin 1400ဆိုရင် bro အနေနဲ့ total raw ရေအတွက်အနေနဲ့140လောက်ဒီလဲရမှာဖြစ်တဲ့တော့အခုတွေရပြီးတော့ diamond တွေကျိုးစုထားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့အခုတွေရပြီးတော့ diamond တွေကျိုးစုထားဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ဒီ event နဲ့ပတ်သက်ပြီးတော့လည်းနောက်ထပ် video မှာကောင်းစင်နည်းလေးကိုလည်းထပ်ပြီးတော့တင်ပြပါအောင်မယ်အဲ့တော့ဈေးသက်သာဆုံးနဲ့ဖောက်နည်းလေးကိုသိချင်နေဆိုရင်လည်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့တော့ကိုပြောချင်ပါတယ်ကဲဒါဆိုရင်နောက်ထပ် event လေးတစ်ခုကိုဆက်ပြီးတော့ပြောလိုက်ကြအောင်နောက်ထပ် event တစ်ခုနေရတော့လူကြိုက်များတဲ့ promo diamond event ပဲဖြစ်ပါတယ် promo diamond event ဆိုရင်တော့ခဏလပိုင်း4ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီးတော့ရောက်ရှိလာတဲ့အခါမှာလည်း mission တွေရမယ့် promo diamond အရေးအတွက်တွေကရင်တော့ပုံစံနဲ့တူမယ်လို့တော့ထင်ပါတယ်ဒီ event မှာရရှိလာတဲ့ promo diamond တွေကို bro အနေနဲ့ဒီ Street Fighter event မှာသုံးလို့ရမရတော့ကျွန်တော်လည်းမသိရသေးပါဘူး epic record တွေပါလာမလားဆိုတာလည်းကျွန်တော်သိချာတော့မသိနေပါဘူးအဲ့တော့ဒီ event နဲ့ပတ်သက်ပြီးတော့သိချာသိရတဲ့အခါမှာလည်း video လေးထပ်ပြီးတော့တင်ပေးပါအောင်မယ်အဲ့ကြရင်လည်းကျွန်တော်တင်တဲ့ video လေးကိုသိရှိဖို့အတွက် bro အနေနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ပြီးတော့စောင့်ကြည့်ပေးဖို့တော့ကိုပြောချင်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ video လေးရတော့ဒီနေ့တော့ဒီလောက်ပါပဲ bro အနေနဲ့သိကျင်တာတွေရှိတယ်ဆိုရင်လည်း comment လေးမှာမေးခဲ့လို့ရပါတယ်အဲ့တော့စောင့်ကြည့်ပေးတဲ့ကြောင်းရှင်းနေတာကိုကျေးဇူးတင်ပါတယ်နောက် video မှာဆက်လက်ဆောင်နေကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်